နိုင်အသက်တာတဲ့ချိန်များများကိုပြန်လဲဆုတောင်းဆက်တာကြပါပြီအာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်ဒီမှာတင်တဲ့ကျွန်တော်ကိုကြားပြီးကအရင်ချက်တာဖြစ်တယ်အာမင်တပတ်ထားရအောင်ပါခကြရအောင်ဒီနေ့တော့ဒီသားတော်ကြီးကိုမနှပြောပဲငါတို့ရှိသမျှဘုရားတို့မှာဆွမ်းတော်မူသောသူသည်သားတော်နှင့်တကွခတ်သိမ်းသောအရာတို့ကိုငါတို့ကမပြီးပဲအဘယ်သို့နေတော်မူမည်အာမင်သားတော်ကြီးကိုတော့ငါမနှပြောပဲဘုရားသခင်ကသင်တဲ့လူကိုပေါ့နော်ကိုယ့်ရဲ့လိုချင်ဆန္ဒတွေကိုကျမတို့ရဲ့မျှော်လင့်တာတွေကြံစည်တာတွေကိုမပေးဘဲနေမလားတဲ့ဒီတော့ကတော့ပြောထားတာဒါကြောင့်မလို့သင်ကသင်ရဲ့အနာဂတ်ယခုချိန်မှာပေါ့နော်သင်ရဲ့မျှော်လင့်တဲ့အရာတွေဆက်ပြီးတော့ပေါ့နော်ကျမတို့မျှော်လင့်ရအောင်ကျမတို့ရဲ့ရှေ့မှာရှိတယ်ပေါ့နော်ကောင်းခြင်းမင်္ဂလာတွေကိုကျမတို့ကြိုတင်ပြီးတော့မြင်တွေ့ရမှာဖြစ်တယ်အာမင်ဒါကနှုတ်ကပတ်တော်ထဲမှာပြောထားတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီနှုတ်ကပတ်တော်ကိုပဲပိုင်ဆွဲပြီးတော့ကျမတို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုပေါ့နော်ကျမတို့ယုံကြည်ခြင်းနဲ့အတူဘဝကျွေးကြော်ကြရအောင်အာမင်အာမင်